တို့မရှင်လုံးအောင်ဒီရွာပဲတွေ့ကြသေးတာပေါ့ကွာတို့ရွာလူတွေကညနေနေဝင်ပြီဆိုရင်အိမ်ထဲအိမ်တယောက်မှမထွက်ကြတော့ ဘာလို့မထွက်ကြ ဘူးရွာမှာကြရဲရှိနေလို့ ဗျာငါနဲ့တော့ကြော်နေပြီလားဒီသင်းမကိစ္စကိုကိုချိန်ဒီမဖြစ်ချင်နဲ့ တောက်တော့ရွာမှာအမတန်မှအားကိုးရတဲ့မြမအတော်ဆုံးဆိုင်းဆရာကြီးတယောက်ကိုရှိနေတာပဲကျုပ်တို့ကတရေမနဲ့ရှင်းပြခိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒီကိစ္စခါလေးနဲ့ပြီးသွားပြီ ဟောဘိုက်တက်တာလူနဲ့ပဲချတတ်တာလေသဲမနဲ့ငါဘလို့ချတတ်မှာလဲကွာ တရေမထွက်ပြေးဖို့ကျုပ်တို့မြောက်တောင်ထားတာ အားကိုကျင်စရာရှင်တို့မြောက်မယ်ကျင်ပါဒီလုံးတွဲကြည့်မယ်ရှင်တို့နဲ့တွဲလာတာပြင်းသွားပြီဆိုရင်တော့တခြားလူကိုပြောင်းတွဲမယ် ဘာလို့တွဲကြမလို့ပါဘူးဒီမှာညီကိုနှစ်ယောက်ရှိနေတာပဲလဲတွဲလို့ရနေတာပဲ ဟာလဲမတွဲပါဘူး အဲ့ဒီခောက်ဆွဲကြောက်กินနေကောင်ဘယ်နဲ့ဘလို့ရောက် တတ်တနေတာတတ်မယ်နော် တို့သွားစရာရှိရသွားတေးစရာရှိရသေးဟောမဟုတ်ဘူးမြင်ပြန်လာကြ အိုင်ရလေဒီ village မှာနေတာအရင်က long stay ဖြစ်နေပြီဆိုတော့ဒီတရေမ history ကိုကောင်းကောင်းသိတယ် မင်းတို့တော့ကိုဒါဒီနေ့တိုင်းစတယ်တိုင်းရဲ့အခြေခံဖြစ်တယ်ကြီးထိုင်တော်စတယ်ဘာကြီးတဲ့ဟမ်းရဆရာကြီးဆရာရှင်းပါတဲမတော့တွေ့နေပြီမင်းတို့ရင်ဝင်ပါလားငါတို့ရင်ဝင်ရပါလား မင်းဝင်ရတော့ဝင်မှာတော့ကို၆ကုန်မယ် ဒီရွာမှာလေ၆တဲ့တရေဆိုတာကဲမရှိဘူး ဟောငါသိပြီ၆တက်ဟာသူ့ပဲရှိတာ မလို့ငါစိတ်တူလို့တိုးလိုက်ပြီစိတ်တူ要跟大靠上没有了多的太大靠了面了哇哎那个比如大来吧嘿嘿 အဲ့ဦးလေးဝေါ်ဆိုရလူကြီးကလေသူ့ရဲ့အတွင်းရနေတော့လူတက်လို့ရ ဒီလေမင်းလည်းငါမရောက်သေးရမင်းမရှိရင်မရှိမှာမင်းတေးတေးမအေးမှာ ဟဲ့ငါဘာဖြစ်လို့တဲမှာလဲတရားမှမင်း ငါတိလာဝညာမပါဘူးတော့ဘာလို့လာလဲကောမလေးဟာ ငါတို့ကိုကောင်းပါလေလို့အစင်ကြီးရငါတို့ best wifi ထားတော့ပါရ အာလုံးရ ဘာလဲရောက် မင်းငါတို့မကြောက်လား ကြောက် မကြောက်ဘူးလေရော တော်လေးကဘာဖီးယားဖီးယားဥပုံးလေးမှာရံမဖြစ်မိလို့ မင်းနေရရွှဲအောင်ပဲဒီနားမှာပဲ ကြည့်ရတာနေမကောင်းတဲ့လူတွေမျက်နှာရတော်တော်ဖြူနေโอเคပါစားပါ ဘယ်လိုသူများရဲ့ဝင်လာလဲကွာသူတို့လေနားမှာသိရဲ့ကြရသိရဲ့ အဲ့ဒီနေထူးနိုင်ရုံနဲ့ဘယ်ဟာတရေကြောက်တက်တယ် တဲဖမ်းတယ်ဘာလို့ဖမ်းလို့မရဘူးမြစ်တာတရားဖះတရားကငါနဲ့ဘလူးဖမ်းတာဒီကောင်မြစ်တာတရားခေါင်းပန်း